နေ့မှာပြီးခဲ့တဲ့ Sunday meeting Sunday knowledge sharing meeting ပေါ့အဲ့မှာအားလုံး vote ပေးကြတဲ့ topic တစ်ခုဖြစ်တဲ့လမ်းပြောင်းနေတဲ့ဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးစိတ်ထပ်ပြီးတော့ဆွေးနွေးပေးမှာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့ဒီဟာဒီပြဿနာကိုပြောရမယ်ဆိုရင်အခုခေတ်မှာတော်တော်များများကြုံတွေ့နေရတာမို့တော်တော်ဖြစ်ရဖြစ်စဉ်ပြဿနာတစ်ခုလို့တော့ပြောလို့ရပါတယ်ဒါပေမဲ့ဒီပြဿနာကထင်တာထပ်ပိုပြီးတော့အနေရရှိပါတယ်အရင်ကဆိုရင်လူငယ်တွေကပမာဏအတိုင်းအတာတစ်ခုလောက်ပဲဖြစ်ပြီးတော့အခုခါမှာလူငယ်တော်တော်များဖြစ်နေပြီးတော့တချို့အရွယ်ရောက်ပြီးသားလူကြီးတွေမှာပါဖြစ်နေတယ်ဒါကယောဂတစ်ခုလိုပဲတကယ်ကိုအနေရရှိရလို့ပြောလို့ရပါတယ်ဆိုတော့ဒီကြောင့်ကျွန်တော်အနေနဲ့အချက်၅ချက်အခြေခံပြီးတော့ဆွေးနွေးပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒါကဘလို့အနေရရှိတယ်နောက်တစ်ခုကပြင်းရည်ခြင်းနောက်တစ်ခုကဘလို့ပြောင်းလဲမှုတွေးမလဲနောက်တစ်ခုကတော့ဘယ်ဟာဆက်လုပ်မလဲနောက်ဆုံးတစ်ခုကတော့ခေတ်အခြေအနေပေါ့ဆိုတော့စားတဲ့ခေါင်းစဉ်၅ခုနဲ့ကျွန်တော်တွဲပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒီ၅ချက်ကိုမရှင်းပြခင်မှာကျွန်တော်အနေနဲ့တစ်ခုပြောချင်ပါတယ်အဲ့ဒါပါလဲဆိုရင်ဒီအစီအစဉ်လေးကတော့ကျွန်တော်တို့ Subway Organization ကပြုလုပ်ပေးတဲ့Sunday knowledge sharing meeting လေးပဲဖြစ်ပါတယ်ဆိုတော့ဒီကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာကျွန်တော်တို့public ကကျွန်တော်တို့ channel မှာပုတ်လာပေးလို့ရတယ်ကျွန်တော်တို့အနေနဲ့ခေါင်းစဉ်၃ခုချပေးတယ်အဲ့ပေါ်မှာကိုကပုတ်ပေးမယ်ပုတ်ပေးတဲ့ခေါင်းစဉ်ကိုကျွန်တော်အနေနဲ့ knowledge sharing ကတစ်ခုပြီးတော့လို့ရှိရင်meeting လေးပေါ့ channel မှာ meeting လုပ်ပေးတယ်အဲ့ဟာကြတော့အပြန်လန်ကျွန်တော်နဲ့ဆွေးနွေးပေးရတဲ့ meeting မျိုးလေးပေါ့အဲ့ဟာလေးကိုလည်းလာပြီးတော့တက်ရောက်လို့ရပါတယ်ပြီးတော့ကျွန်တော်တို့ channel ကိုလည်းလာ join ပြီးတော့knowledge တွေကိုအများကြီးယူပါလို့ရတယ် knowledge တွေလက်လေးလာလို့ရတယ်ပြီးတော့တခြားပညာရပ်တွေကိုလည်းလေ့လာလို့ရပါတယ်ဆိုတော့အားလုံးဖိတ်ခေါ်ပါတယ်ကျွန်တော်ကတော့ ROAM ပါကဲဒါဆိုရင်ဒီအကြောင်းအရာလေးကိုဆက်ပြီးတော့ရှင်းလိုက်ကြတော့ပေါ့ခေါင်းစဉ်နံပါတ်1ဘလို့အနေတွေရှိတယ်ဒါကတော့လမ်းမြောက်ခြင်းရဲ့အကျိုးဆက်အနေနဲ့ဖြစ်လာတဲ့အဆိုးကျိုးတွေလို့ပြောလို့ရပါတယ်ဒါတွေကဘာလဲဆိုရင်လမ်းပြောင်းနေတယ်ဆိုတော့ဘယ်တော့မှမသိရဘူးတကယ်တမ်းဆိုရင်အဲ့ကနေမှဘဲမောင်မရောက်တော့တာပြီးတော့ဘဲမောင်မရောက်ရနေပြီးတော့ဘာမှမဖြစ်လာတော့ဘူးဘယ်တော့မှလည်းမသိတော့ဆိုတော့ရက်နေတဲ့လူတွေအောင်နဲ့တူတယ်ပေါ့အရာအလုံးကရှေ့ရောက်နေတယ်ဤပညာတွေခေတ်ချီနေအများကြီးပဲတိုးတက်နေတယ်ပေါ့အားလုံးမြင်မြန်ဆန်ဆန်နဲ့အရှိကိုရောက်နေတယ်ပြီးတော့ကိုယ်ပတ်ဝန်းကျင်ကလူတွေတခြားသူတွေကိုယ်တငယ်ချင်းတွေမိတ်ဆွေတွေစသဖြင့်ပေါ့တခြား public လူတွေရောပြောရင်သူ့ဟာနဲ့သူလည်းပတ်နေတဲ့လူတွေရောသူကရွေ့နေကြတာရက်နေတာမဟုတ်ဘူးသူတွေကသူ့ဟာသူရှေ့ကိုသွားနေကြတယ်ဆိုတော့ကိုကအဲ့ချိန်မှာလမ်းပြောင်းနေဘယ်တော့မှမသိဘူးဆိုတော့ပြဿနာကအဲ့မှာစပြီးတော့အနေကြုံရတယ်သူများကတွေပြောလို့ရှိရင်ခေတ်ချင်းတွေအားလုံးကသွားပြီးတော့အရှိကိုပဲရောက်နေတဲ့အချိန်မှာကိုကရက်နေတယ်ဆိုတော့ကိုအတွက်နင်းလာစရာတွေအများကြီးရှိတဲ့စိုးကျိုးတွေဖြစ်ပေါ်စေရပေါ့ဥပမာအနေနဲ့ပြောရမယ်ဆိုရင်မလူလားတဲ့ပြဿနာတွေဖြစ်လာနိုင်တယ်ဒီလမ်းမြောက်တဲ့ပုံမူတည်ပြီးတော့မလူလားတဲ့ပြဿနာတွေပြောရင်မဖြစ်စင်တာတွေပြောရင်မဖြစ်ချင်တာတွေဖြစ်လာတယ်ပေါ့ပြောရင်လူချင်တာတွေမရတာတွေလိုအပ်တာတွေတော့မှရအောင်လုပ်ဖို့အတွက်အခက်အခဲတွေဖြစ်လာတာမျိုးတွေအဲ့လိုမျိုးတွေရှိတယ်ကိုကနောက်တစ်ခုကပါလဲဆိုရင်ကိုတို့သုံးမှုတို့ဝင်ငွေမရှိတော့တဲ့ခါကြလို့ရှိရင်အင်ကန်နဲလာတာမျိုးတွေအဆိုင်ရဖို့အတွက်အလုပ်တွေလုပ်တာနဲလာတဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ရှိတာလေးကိုပဲသုံးတဲ့ခါမှာပိုင်ဆိုင်မှုကလည်းလျော့လာတယ်နောက်တစ်ခုကပါလဲဆိုရင်ပညာရေးနဲ့ပတ်သက်ပြီးတော့အလန့်ဝေးလာတယ်ပေါ့ကိုကဒီ comfort zone မှာပဲပြိမိသွားတဲ့ခါမှာဖြည်းဖြည်းနဲ့ဒီမှာနေမဲ့ကိုယ့်ရဲ့ဘဝကြီးကကိုယ့်ရဲ့အချိန်တွေကကုန်နေပေါ့ဒါနဲ့ဘာမှမဖြစ်လာဘူးဆိုတာရက်နေတာနဲ့တူတယ်ပေါ့ဆိုတော့ဒီကပြောလို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးရောပညာရေးရောအများကြီးထိခိုက်စေနိုင်တယ်နောက်တစ်ခုကတော့အရေးကြီးဆုံးအရာတစ်ခုဖြစ်တဲ့ကျန်းမာရေးပေါ့ဆိုတော့ကိုကတနေ့ဒီလမ်းပြောင်းတဲ့ကိစ္စနဲ့ပဲပတ်သက်ပြီးတော့ကိုကအချိန်ကြီးကုန်နေတယ်ဒီ
ဒီ social မှာတွေပဲပိတ်မိနေတယ်ပြီးတော့ဒီဘာမှမလုပ်ဖြစ်ဘူးပေါ့ဒါမှမဟုတ်လဲဟို logic တစ်ခုမှပဲပိတ်မိနေပြီးတော့အဲ့မှလည်းမပြောဘူးဘာလို့မှမသိဘူးအဲ့လိုမျိုးတွေဖြစ်နေဆိုတော့တခြားကိုယ့်ကိုဂရုစိုက်ဖို့လည်းမေ့သွားတယ်ကိုယ့်ရဲ့စီးပွားရေးကိုလည်းဂရုမစိုက်ဘူးပညာရေးကိုလည်းဂရုမစိုက်ဘူးအဲ့ဒါကူလည်းအားနေနောက်တော့တစ်ခုပါလဲဆိုရင်ကိုယ့်ရဲ့ကျန်းမာရေးကိုဟိုဒီဟာတွေနဲ့ပဲအချိန်ကုန်တဲ့အခါမှာကျန်းမာရေးပေါ်လုံးဝမလှည့်နိုင်တဲ့အခါမျိုးဖြစ်လာတယ်ဖြည်းဖြည်းနဲ့ကိုလည်းလှုပ်ရှားလဲအားနေလာတယ်တဖြည်းဖြည်းနဲ့လူကတန်ဆွမ်းမှုအားကျဆင်းလာတယ်ပေါ့ပြီးတော့အဲ့လိုမျိုးကိုခန္ဓာကျန်းမာရေးကအားနေလာတဲ့ခါကြလို့ရှိရင်လုံနိုင်စွမ်းအားတွေကလည်းကျဆင်းလာတယ်အဲဆိုရင်စိတ်ကလည်းမပျော်ရွှင်တော့ဘူးကိုရောလက်ရောအကုန်လုံးကဟိုးစားလုံးဝအားနေလာတယ်ပေါ့အဲ့လိုပြောလို့ရတယ်ဆိုတော့နောက်တစ်ခုပါလဲဆိုရင်ကိုအတွက်ရောကိုအနီးနားပတ်ဝန်းကျင်ရှိတဲ့လူတွေကိုတန်ဖိုးတဲ့လူတွေအတွက်ပေါ့ကိုချစ်တဲ့လူတွေအတွက်ပေါ့သူတို့ရောဟိုအချိန်မပေးနိုင်တာမျိုးဖြစ်လာတယ်သူတို့ဂရုမစိုက်နိုင်မျိုးဖြစ်လာတယ်ဆိုတော့ကိုတော့သူတို့တော့ထိခိုက်စရာမျိုးတွေလည်းဖြစ်လာနိုင်တယ်အဓိကတော့လမ်းမြောက်ပြီးရက်နေရဖြစ်တဲ့အတွက်ကြောင့်မို့ကိုဖြစ်ချင်တဲ့ဟာတွေကိုဖြစ်မလာတော့ဒီနေ့ဒီချင်းတွေကိုကြုံရတဲ့လူတွေလည်းရှိမှာပါအခုလက်ရှိမှာပေါ့ကျွန်တော်ဒီဟို meeting လေးကို sharing meeting လေးကိုနားထောင်နေတဲ့လူတွေထဲမှာလည်းဒါမျိုးလက်ရှိမှာကြုံတွေ့နေတဲ့လူတွေလည်းရှိကောင်းရှိနိုင်တယ်ဘောကအချက်တွေနဲ့ပတ်သက်ပြီးတော့ဟိုမကြုံရသေးတဲ့လူတွေလည်းရှိမယ်သူတို့ဖြင့်ဟိုလူငယ်လေးတွေပေါ့အခုမှတချို့ဆိုရင်ကျွန်တော်ပြီးခဲ့တဲ့ meeting တော့ဆိုရင်ဆွေးနွေးပွဲတော့ဆိုရင်ဟိုကျောင်းသားလေးတွေကပုံများတယ်ပေါ့သူတို့တွေလည်းကျောင်းသားတက်နေရတယ်လမ်းပြောင်းနေကြတယ်ပေါ့ဆိုတော့ဒီပြဿနာတကယ်ပြောရင်တော်တော်လေးကြီးတယ်အရင်တော့ဆိုရင်ကျတော့လူငယ်အနေနဲ့ကဟိုတွန်းသူလေပတ်လို့ရတဲ့အနေအထားမျိုးရှိတယ်သူရဲ့ခွင့်လန်းတွေကရှိတဲ့လောက်ရှိတယ်အခုချိန်မှာတော့တော်များများဒီလမ်းပြောင်းတဲ့ပြဿနာကိုကြုံနေရတယ်ပေါ့ဟိုဒါကလုံးဝအန်ဒီရှိတဲ့ပြဿနာတစ်ခုလို့ပြောလို့ရပါတယ်တော့ဒီနေ့လူငယ်တွေကိုလည်းအဓိကပြောချင်တာဒါမျိုးလမ်းစားပြောက်ပြီဆိုရင်မကောင်းတာတွေဖြစ်လာတော့မယ်ပေါ့မကောင်းတာတွေဖြစ်လာဖို့တော့စတင်တဲ့လမ်းစာတစ်ခုလို့ပြောလို့ရပါတယ်ဒါကြောင့်ဟိုတချို့ကတော့ကြုံတွေ့နေတဲ့လူတွေကတော့တေချာလေးပြန်ပြီးတော့ဟိုလေးချင်းတွေလုပ်ပြီးတော့ပြောင်းလဲရမယ်ဘူးမှစပြီးကြုံတွေ့ရမယ်လူငယ်လေးတွေတို့ကကြတော့ဒါလုံးဝကြိုပြီးတော့ကာကွယ်သင့်တဲ့အနေထားလို့ပြောလို့ရတယ်လုံးဝကိုကရိုင်းမနစ်မြုပ်သေးဘူးဒီခါမှာဒီဟာကိုကြိုပြီးတော့ကာကွယ်လို့ရတယ်ပေါ့ဆိုတော့ဒီမကောင်းတာတွေမဖြစ်လာစေဖို့အတွက်ဒီဟာကိုလုံးဝခြေနှဲနေမြိုင်မလှမ်းမှုအတွက်တတိထားဖို့လိုတယ်ဒါကလုံးဝအနေကြီးပါတယ်ဆိုတော့လုံးဝဆုံးအနေနဲ့ဘလူးအနေရှိတဲ့ပုံကိုတည်ပြီးတော့ကျွန်တော်ဆွေးနွေးရတာဖြစ်ပါတယ်နောက်ထပ်နံပါတ်2အချက်ကတော့ပြင်းရင်ခြင်းပဲဖြစ်ပါတယ်နောက်ဆုံးကိုကလမ်းပြောက်ခြင်းနဲ့အတူအများဒုံတွဲပါနေရတဲ့ခုရှိတယ်အဲ့ဒါဘာလဲဆိုရင်အပြင်းကြီးတာပေါ့ပြင်းကြီးတာပေါ့ပြင်းရဆိုတာအခုခေတ်မှာလူတော်များများမှာတွေ့နေရတယ်တော်တန်ဆိုရင်ဟိုဘာလုပ်ရမှလဲမသိဘူးအဲ့ဒီဘာလုပ်ရမှမသိရနေတော့ဘာမှမလုပ်ဖြစ်တော့နောက်ဆုံးမှဘာမှမလုပ်ဖြစ်ရနေပြီးတော့ပြင်းပြီးတော့ဘာမှမလုပ်ချင်တော့အဲ့လိုအခြေအနေမျိုးကြီးဖြစ်သွားတယ်လူကနေတစ်ခုပြီးတစ်ခုလုပ်ရမှစပြီးတော့ပြင်းလာတယ်ပေါ့ဒီနေ့အပြင်းယောဂဆွဲလာတယ်လို့ပြောလို့ရပါတယ်ရနေပြီးတော့ပြင်းရင်ခြင်းဟာအမြင့်တွေ့လာပြီးတော့ကိုယ်ကွန်ဖော့ဇုန်တစ်ခုဖန်တီးပေးတယ်အဲကွန်ဖော့ဇုန်တွေမှာကိုယ့်ဘဝကြီးနဲ့ကိုယ့်ရဲ့အချိန်ကြီးအဲ့ဒီအများကြီးနစ်မြုပ်သွားတယ်ပေါ့အမှန်တည်းလမ်းမြောက်ခြင်းနဲ့ပြင်းရင်နဲ့လုံးဝလုံတွဲပြီးတော့အဆိုးဆုံးအချိန်ကိုရောက်ရှိသွားတယ်ပေါ့ဆိုတော့ဒါမျိုးပြင်းရင်ခြင်းကအမြင့်တွေ့သွားပြီဆိုရင်ကိုယ့်တို့အများကြီးအနေရှိတယ်ကိုကဓမ္မတော့ဟိုလောက်ရမှာပြင်းတာပေါ့နောက်လို့ကြတော့ပြင်းတာအချင်းဖြစ်သွားတယ်ဆိုအဲ့အနေပြီးတော့စပြီးတော့လမ်းပြောက်တယ်လမ်းပြောက်ရတယ်ပြင်းရင်ဖြစ်တယ်ဒီမှာနေတန်းလေးကလဲသွားတယ်အဲ့ဒီနေရာမှာနေပဲပြင်းရင်ခြင်းနဲ့လမ်းပြောက်ခြင်းမှာနေပဲပိတ်မိသွားတာတွေများတယ်ပေါ့ဆိုဒီဟာကိုလည်းကိုကဒီပြင်းရင်ဆိုတဲ့ဟာကိုလည်းသတိထားဖို့လိုတယ်နောက်တော့တတိယအချက်အနေနဲ့ကဘလူတွေပြောင်းလဲဖို့တွေးမလဲပေါ့ပထမဆုံးအနေနဲ့ကိုကအဓိကပါလဲဆိုရင်စိတ်ကနေရင်စားတယ်။ရားလုံးကိုစိတ်ကဥဆောင်နေတာ။ဆိုတော့
ကိုယ်စိတ်ကိုအရင်ဆုံးထိန်းချောင်းမှုလိုတယ်အဲ့ဒီမှာကိုကအများကြီးပြောင်းလဲအောင်လုပ်လို့ရမှာပါဘယ်မှမအနေနဲ့အကြံပေးနေတာကတော့ကိုအနေနဲ့အရင်စိတ်တွေဖိစီးနေတယ်စိတ်ကမပျော်ရွှင်တော့ဘူးလမ်းတွေပြောင်းနေတယ်ပြီးနေတဲ့စိတ်ကတော့ပြက်ပြားနေတဲ့အနေအထားမျိုးဖြစ်နေရဆိုရင်အရင်ဆုံးအနေနဲ့ဘာလုပ်တင်နေဆိုရင်ကိုအနေနဲ့စိတ်အေးလက်အေးဖြစ်မဲ့နေရာမျိုးပေါ့စိတ်အေးစီမဲ့နေရာမျိုးရှာဖို့လို့ရှိရင်အဲ့ကိုသွားဖို့လို့ရှိရင်ဘယ်တော့မှအနေနဲ့ကြုံတွေ့နေရတဲ့ပြဿနာတွေပေါ့အဲ့ပြဿနာတွေကိုအရင်ဆုံးရှာဖို့လို့ရှိရင်ကိုနေမေးဖို့နေမေးငါဘာဖြစ်နေတာလဲဘာဖြစ်ချင်တာပါလဲအဲ့လိုစတဲ့မေးဖို့မျိုးကိုမေးရမယ်မေးပြီးဆိုရင်ကိုကအဖြေရှာမယ်ပေါ့မေးဖို့နေမေးတတ်ပြီဆိုရင်အဖြေရှာဖို့ဆိုတာမခက်တော့ပြောမှဆိုရင်မေးဖို့နေကနေပြီးတော့ပဲပြဿနာတွေကိုဖြေရှင်းလို့ရတယ်ဆိုတော့ပြဿနာကိုအရင်ရှာမယ်ရှာဖို့ရင်အဲ့ပုံမူတည်မေးဖို့နေမေးမယ်မေးဖို့နေမေးပါရင်အဖြေရှာမယ်ဆိုတော့ကိုနေပထမဆုံးအနေနဲ့စတင်ပြောင်းလဲဖို့တော့အရင်ဆုံးအသုံးခုကိုအရင်စမ်းကြည့်တာကောင်းတယ်ပေါ့ဒါကကျွန်တော်အနေနဲ့အကြံပေးရတဲ့ပုံမျိုးပါပဲအဲ့ဒီကနေမှတစ်ဆင့်ကိုဖြစ်ချင်တာတွေပြောရရင်ကိုဖြစ်ချင်တာတွေကိုလိုချင်တဲ့ဟာတွေပြောရင်လုံးသိနေတာတွေတွဲပြီးတော့ပေါ်လာလိမ့်မယ်ပေါ့အဲ့ဒီပေါ့အဲ့ဒီကိုတွဲပြီးတော့ကိုနေတခြားတွေးပြောလို့ရှိရင်အဲ့ဒီရလာတဲ့အဖြေကိုကိုကစမ်းစစ်လေ့လာပါပြောလို့ရှိရင်ဆုံးဖြတ်ချပြောရင်တဖြည်းဖြည်းနဲ့စတင်ပါဆိုတော့အဲ့ဒီအရင်ဆုံးနေဘယ်လိုပြောင်းလဲမှုတွေးမလဲဆိုတဲ့နေရာမှာဒီအဆင့်တွေကိုအရင်ဆုံးစမ်းလုပ်ကြည့်တာကိုတော့အများကြီးကောင်းတယ်တော့အကြီးကြီးလှုပ်ရှားမလို့သေးစတင်ပါအဲ့ဟာလေးကိုပဲကိုကစမ်းပြီးတော့တွေးကြည့်ပေါ့ဒါနံပါတ်3အချက်ပါနံပါတ်4အချက်အနေနဲ့ကတော့ဘယ်ကစလုပ်မလဲပေါ့ဆိုခုနကနံပါတ်3အချက်မှာပြောခဲ့လို့ပဲဖြည်းဖြည်းချင်းစတင်ပါပေါ့ကိုကစတင်မှုတော့ဆုံးဖြတ်ပြီးပြီဒါဆိုရင်ဒီဇုံတွေကရုံထွက်နိုင်မှုတော့ပထမခြေလှမ်းကိုစပြီးလှုပ်ဆောင်နေပြီဆိုတဲ့သဘောမျိုးဖြစ်တယ်ဆိုတော့ဒီမှာနေမဲ့ဆုံးဖြတ်ချလိုက်တာနဲ့ပဲကိုကစပြီးတော့လုပ်နေပြီပေါ့အဲ့သဘောမျိုးပါစတင်မယ်ဆိုရင်ဒီအနေနဲ့ဘာလိုရလဲဆိုရင်ကိုအနေနဲ့အစီအစဉ်ပေါ့ plan လိုရတယ်ကိုကဘယ်လိုမျိုးပုံစံမျိုးနဲ့နေ့စဉ်မှာဖတ်တမ်းနေတာပဲဖြစ်ဖြစ်ဥပမာကျောင်းသားဖြစ်ဖြစ်အလုပ်သမားဖြစ်ဖြစ်ဆိုတော့ကိုကအလုပ်တွေလုပ်နေကျောင်းတွေတက်နေရပေါ့ဆိုမှလည်းဒီပြင်းကြီးဓာတ်တွေပြောလို့ရှိရင်လမ်းမြောက်တာတွေကဖြစ်နေဘာလို့လဲဆိုတော့ကိုလုံနေတဲ့ဟာကိုစိတ်မပါတဲ့အတွက်ကြောင့်လို့ထင်တာပဲဆိုတော့အဲ့ဒီစပြီးတော့ကိုကအိတ်မျိုးရတယ်ပေါ့ဒီဇုံတွေထဲမှာအဲ့ဒီတော့ရုံထွက်မှုတော့အစီအစဉ်လိုရတယ် plan လိုရတယ်ပေါ့ကိုကဒီကတော့ဘာလဲဆိုရင်လောက်တာလုံနေတယ်ဒါပေမဲ့စိတ်ကမဥဆောင်နိုင်တာပေါ့ဆိုတော့ပြဿနာအဲ့ဒါပဲဆိုတော့ကိုယ့်ရဲ့ daily ကိုဘယ်လိုဖြတ်တမ်းမယ်ဆိုတဲ့ဟာကိုအချိန်ကြားလေးတခြားဆွဲပြီးတော့ plan လေးတခြားချပြီးတော့သွားမယ်ဆိုရင်ဒါအများကြီးကိုတော့ကောင်းတယ်ပေါ့ဒါတကယ်ပြောလို့ရှိရင်နည်းနည်းပုံစံတစ်မျိုးဖြစ်နေပေမဲ့လည်းတကယ်တိုးတက်အောင်ပြောင်းလဲအောင်လုပ်လို့ရတဲ့နည်းစနစ်တစ်ခုလို့ပြောရင်တော့မမှားပါဘူးပြီးတော့နောက်တစ်ခုပါလဲဆိုရင်ဒီမှာသင်ယူရမယ့်ဟာတွေအများကြီးရှိတယ်စီကံရှိနဲ့နေ့စဉ်ပုံမှန်ဒါတွေကိုလုပ်လိုက်မယ်ဆိုရင်ပြောင်းလဲဖို့အတွက်အကောင်းဆုံးဖြတ်လန်းတစ်ခုလို့ပြောလို့ရတယ်ဒီကတော့စီကံပါပဲစီကံကတော့ဖြတ်လန်းပါပဲဖြတ်လန်းပြောရင်နီးလန်းလို့ပြောလို့ရတယ်ဒီအခုကျွန်တော်ပြောနေရတာတချို့ကတော်များများကြားဘူးမဲ့ဟာတွေလို့ထင်ပါတယ်ဒါပေမဲ့ဒီကကြားဘူးလေဆိုတာတော့လိုက်လို့ဖို့အရေးကြီးတယ်အဲ့အလေးကိုအများကြီးမတက်နိုင်ဆိုရင်တော့ဖြည်းဖြည်းချင်းနည်းနည်းချင်းစီ step by step စီကံလေးချ plan လေးချပြီးတွားမယ်ဆိုရင်ဒီနဲ့တစ်ပတ်နှစ်ပတ်နောက်ဆုံးတစ်လပေါ့အဲ့လောက်ဆိုရင်တိတာစီတယ်ပေါ့စနစ်တကျနဲ့တွားခဲ့တာဖြစ်တဲ့ကြောင့်မို့ကိုယ့်ရဲ့စိတ်ချနေကိုလည်းအများကြီးလေးညင်ပေးရပေါ့ဒီကနေပြီးတော့တလန်းချင်းစီစလုပ်ရနေပြီးတော့တဖြည်းဖြည်းနဲ့အများကြီးကိုပြောင်းလဲသွားစေမှာပေါ့တော့ဒီဆုံးအနေနဲ့ဘယ်ကစလုပ်ရမလဲဆိုတော့အကြီးမတွေးနေနဲ့ဒီ plan လေးတွေချမယ်စပြီးတော့တွေးမယ်ပြောရင်စီကနေချမယ်စနစ်တကျလိုက်လုပ်မယ်ဆိုရင်ဒါလုံးဝကောင်းတဲ့ခြေလှမ်းတွေဖြစ်ပေါ်လာမယ်လို့ကျွန်တော်ပြောရပါတယ်လုံးဝ
ပြောင်းလဲဖို့တော့အများကြီးအထောက်အကူပြုစေမယ်လို့ကျွန်တော်ပြောရပါတယ်ဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့ကတော့ခေတ်ချီနေပါတော့ခေတ်ချီနေကိုပြောမယ်ဆိုရင်ပြောစရာတွေကအများကြီးပဲရှိတယ်ပေါ့ဒီခေတ်ချီနေမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကလည်းအားလုံးပဲတိကျမြင်ရတွေ့ရတာတော့ရင်ထွေထူးမဟုတ်တော့ဘူးလို့ပြောလို့ရပါတယ်အခုချိန်မှာလူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ခက်ခဲဆုံးခြေနေကိုဖြတ်တန်းနေရတဲ့အချိန်ခါလို့ပြောလို့ရပါတယ်တော့ကိုအနေနဲ့ကဒီနေရာမှာဒါမျိုးကြီးကြုံတွေ့ရတယ်ဆိုတာတော့တကယ်တမ်းပြောရရင်ဒါဖြစ်တဲ့အနေထားလို့ပြောလို့ရတယ်ဆိုပေမဲ့တကယ်တမ်းရေရှည်ကြလို့ရှိရင်တော့မကောင်းတော့ဘူးပေါ့ကိုကကြုံတွေ့ရတယ်ကိုလိုပဲကြုံတွေ့ရလူတွေလည်းအများကြီးရှိတယ်ဆိုတော့ဒီဟာတွေကိုတုံးသက်ဆင်ခြင်ပြီးတော့သင်ခန်းစာတစ်ခုအနေနဲ့ယူပြီးတော့ပို့ပြီးတော့တန်မာတဲ့ပုံစံမျိုးနဲ့ဆက်သွားနေတယ်လို့အဓိကပြောချင်တယ်ပေါ့ဆိုတော့ဘာလို့လဲဆိုရင်ဒီခေတ်ချင်းတွေကကိုတယောက်တည်းခံစားရတာမဟုတ်ကိုရဲ့ပတ်ဝန်းကျင်ကိုမိသားစုပြီးတော့တခြားသူတွေကိုရဲ့ဆိုးရဲသူတွေတော့အများကြီးရှိသေးတယ်ဒီမှာမှကိုကဒါမျိုးပုံစံမျိုးနဲ့အများကြီးဖြစ်နေတဲ့အချိန်တိုင်းခံစားနေရတယ်ဆိုရင်ဘယ်လိုမှမဟုတ်ရင်တော့မှကိုယ့်အတွက်လုံးဝမကောင်းဘူးပေါ့ဆိုတော့ကိုကစတင်ပြီးတော့ပြုပြင်ပြောင်းလဲမယ်စတင်ပြီးလုပ်ကိုင်မယ်ဆိုရင်ကိုယ့်အတွက်အရင်ဆုံးအကျိုးရှိမယ်ပြီးသွားရင်ကိုမိသားစုကိုပတ်ဝန်းကျင်နောက်တော့တခြားသောလူတွေတော့အများကြီးအကျိုးရှိမယ်ပေါ့ဆိုတော့ဒီကနေနဲ့လူငယ်တယောက်အနေနဲ့ကလုံနိုင်စွမ်းရည်အများကြီးရှိတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းတကယ်ပြောရရင်လူငယ်တွေပါပဲဆိုပေမဲ့အများကြီးရုန်းကန်ခဲ့ရတယ်ပေါ့တို့ကြုံတွေ့ရတဲ့အများကြီးရှိတယ်အများကြီးဖြစ်ကြခဲ့ရကျွန်တော်လည်းရမ်းလွယ်ကူပြီးတော့တနေရာတစ်ခုရောက်လာတာမျိုးတွေမဟုတ်ဘူးပေါ့ရုန်းကန်ပြီးတော့အများလှုပ်ရှားပြီးတော့သွားလာနေမှာအဲ့လိုအများတန်းကျူးလာနေမှာခက်ခဲတွေကြော်လွှားနေမှာနေရာတစ်ခုဆိုရောက်သွားတာအဲ့လိုမျိုးကျွန်တော်တို့လည်းအဓိကအနေနဲ့ပြောချင်တာကကိုယ့်ရဲ့လူငယ်ချင်းချင်းရောပြီးရင်တခြားလမ်းကြောင်းနေတဲ့လူတွေတော့ပေါ့ရည်ရွယ်ပြီးတော့အဓိကအနေနဲ့ပြောချင်တာပေါ့ဆိုတော့ဒီခံစားရတဲ့ပြဿနာတွေကဘယ်လိုကိုတယောက်တည်းမဟုတ်ပါဘူးဆိုတော့လူအများကြီးဖြစ်နေတာဒီချိန်မှာကိုကပြုပြင်နိုင်မယ်ဆိုရင်ဒီလူအများကြီးကြုံတွေ့နေတဲ့ပြဿနာတွေမှာပမာဏတစ်ခုကတော့တဖြည်းဖြည်းရော့အောင်မယ်ပေါ့ကိုကလည်းပြီးပြောင်းလဲတယ်တခြားသူတွေကိုလည်းလမ်းပြပေးတယ်ဒီဟာနေပြီးတော့ကျွန်တော်တို့ဒါမျိုးခက်ခဲတဲ့အခြေအနေကနေပြီးတော့တောက်ခံပြီးတော့တန်မာတဲ့လူမျိုးဖြစ်လာမှာပေါ့ဒီအခြေအနေရနေပြီးတော့ကိုကရုံထွက်နိုင်အောင်ကြိုးစားပြီးတော့ပူပေါင်းတဲ့အနေအထားတစ်ခုပူပေါင်းတဲ့ဘဝတစ်ခုဆိုတာကိုရလာမှာပေါ့အနာဂတ်ဆိုတာတော့ကြိုပြောလို့မရဟုတ်တယ်မလားဒါပေမဲ့ကြိုပြောလို့မရတဲ့အနာဂတ်မှာဖြစ်လို့နေရာထက်ဆိုင်ကိုကတခြားလေးပြင်ဆင်နဲ့တခြားလေးတွေးတောပြီးတော့တခြားလောက်ကန်ပြီးတော့နေတာအများကြီးပိုကောင်းပါတယ်ပြောမှဆိုရင်ချော်လဲရောက်ထားလှုပ်လိုက်ထားတဲ့ဆိုင်ပြန်ထလိုက်တာကိုတော့တကယ်အကျိုးရှိစေမှရတခုပေါ့အနည်းဆုံးတော့ကိုကဒါမျိုးပုံစံဖြစ်နေတဲ့ဟာကိုမိသားစုကိုပတ်ဝန်းကျင်ကကြည့်ပြီးတော့စိတ်ဆင်းရဲတာမျိုးရော့ပေါအောင်ကိုကလုံးအောင်ပေးနိုင်ရပေါ့အနည်းဆုံးတော့ကိုတက်နိုင်တာတခုကိုပထမဆုံးအနေနဲ့လုပ်ပေးနိုင်တယ်ပေါ့ဆိုတော့ဒါကောင်းတဲ့အချက်တစ်ခုလို့ပြောလို့ရတယ်နောက်ပိုင်းကိုလုံးနိုင်လာတော့ကိုအတွက်အများကြီးအကျိုးရှိတာပေါ့ဆိုတော့အရင်အဝေးကြီးမတွင်းနဲ့ခေတ်ရှင်တွေကဘာလို့ထင်တာအတိုင်းပဲပေါ့ရင်းကြီးမြန်ဆန်နေတဲ့တစ်ဖက်မှာအများကြီးတိုးတက်နေတယ်အများကြီးပြောင်းလဲနေတယ်အဲ့ဒီမှာကိုကလိုက်မမီဘူးဆိုတော့ဒီမှာအဲ့လိုမလို့လိုက်မီဖို့အတွက်အများကြီးမလို့ဘာလို့ဆိုလိုက်မမီနိုင်ဘာလို့ဆိုတော့သူတို့စနစ်တစ်ခုချောင်မှုဆိုတာတယောက်တည်းဒီထောင်လေးဖြစ်တာမဟုတ်လူအများကြီးပေါင်းစည်းပြီးတော့ဒီအခြေအနေမျိုးတွေဒီလိုမျိုးတိုးတက်နေတဲ့ case ဆိုတာဖြစ်လာတာတယောက်တည်းထားလို့လိုက်လို့တိုးတက်နေတဲ့ case ဆိုတာဖြစ်လာတာမဟုတ်ဆိုတော့ကိုကအဲ့လိုကြီးခေတ်ချင်နေပြောင်းလဲသွားတဲ့အထိတိုးတက်တာမျိုးပဲမလုပ်ဖို့မလိုဘူးပေါ့ဒီဆုံးအနေနဲ့ကိုအနေနဲ့အဲ့လောက်အကြီးကြီးကိုမမှန်းသေးနဲ့ပါကိုတကူစားလေးကိုပဲကိုတောင်းယူနိုင်အောင်အရင်ဆုံးလုပ်ရမယ်ဆိုတော့ဒါလေးတွေမှတကယ်ပြည့်စုံတယ်ပေါ့ကိုကိုတောင်းယူနိုင်ပြီဆိုရင်တခြားသူတွေကိုတောင်းယူနိုင်မှုတော့ခက်ခဲမဟုတ်တော့ဆိုတော့ကိုကတခြားသူတွေကိုတောင်းယူပေးခြင်းပါတယ်ကိုတောင်းမယူနိုင်ဆိုတဲ့အခါမှာ
မနိုင်ဝင်ကိုထမ်းလို့မျိုးပဲလမ်းစားပြောက်တယ်ပေါ့အဲ့ဒီမှာအဲ့စုံထဲမှာအသားကျသွားတယ်ပေါ့ဆိုတော့ပြဿနာတွေကဒီမှာနေမှတန်ရလဲနေဆိုတော့ဒီကနေ့ပြောရင်ဒီပြဿနာတွေတော်များများလူငယ်တိုင်းရောတချို့လူတွေရောကြုံတွေ့နေရတယ်ဆိုတဲ့အတွက်ကြောင့်မို့ဒါကိုနားလည်ပြီးတော့ဒါကိုသိပြီးတော့ကိုယ်အနေနဲ့ရုံးထွက်နိုင်အောင်ပြီးတော့ရုံးကန်နိုင်အောင်ကြိုးစားတော့မှနေရာတစ်ခုရောက်ပြီးတော့အများကြီးအဆင်ပြေမှာပေါ့ဘဝကြီးကရင်းကြီးလွယ်ကူနေတာမျိုးတော့မဟုတ်ဘူးဒါကတော့လွမ်းသိပါတယ်အားလုံးလည်း line ပေါ်မှာတွေ့မှာမအေးဝင်စီစဉ်တာမဟုတ်ဘူးလို့အဲ့လိုမျိုးပေါ့ဆိုတော့အဲ့လိုပါဘဝဆိုတာဒီလိုပြောရင်လွယ်ကူနေဖြစ်လာတယ်ဆိုတာဘာမှမရှိပါဘူးbackground ကောင်းတဲ့လူတွေတောင်မှရုံးကန်ရသဘောပါပဲ background ကောင်းနေလေသူတို့တွေကအများကြီးလုံးနိုင်တာမဟုတ်ဘူးဆိုသူတို့ကကိုယ့်ကိုတောင်းဝင်ယူနိုင်တာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့အဲ့လိုအများကြီးလုံးနိုင်တယ်လို့ဆိုလို့ရပါတယ်ဒီနေရာမှာတော့ကျွန်တော်အရင်ဘောရလွဲတာမျိုးတော့မဖြစ်စေချင်ပါဘူးဒါကျွန်တော်အနေနဲ့ပြောပြရတဲ့သဘောပါပဲဆိုတော့တခြားဘက်သွင်းရတော့တခြားအဖြေတွေထွက်ရင်ထောင်းမှာပေါ့ဆိုတော့ဒီနေရာမှာတော့ကျွန်တော်ဒီအဖြေလေးကိုပဲပြောမှဆိုရင်ကိုယ့်ကိုပြောင်းလဲမှုနဲ့ဒီလမ်းမြောင်းနေတဲ့ဇုံတွေကထိုးထောက်ဖို့တော့ပဲအဓိကပြောတာပေါ့ဆိုတော့ဆက်သွားမယ်ဆိုရင်ခေတ်ချင်းတွေကအရင်တိုးတက်ပြောင်းလဲနေတယ်ဒီချိန်မှာကိုကကြံခဲ့လို့ဖြစ်နေရပေါ့ဆိုမဲ့ကိုအနေနဲ့ကအရင်တိုးတက်ပြောင်းလဲမှမလို့ရုပ်တည်တိုးတက်ပြောင်းလဲတယ်ဆိုရယ်လူဆိုတာလည်းရှားပါတယ်ဒီညာချင်းမချစ်ချင်းဖြစ်လာတော့ရှားတယ်တို့လိုလူနေစုတော့ပဲဖြစ်တယ်ပေါ့ဆိုတော့ကိုကအဲ့နေစုတော့ပိုင်ရတော့ကောင်းတာပေါ့သူကတာမန်လူအနေနဲ့ရုံးကန်နေရတဲ့လူရဲ့အနေနဲ့အဲ့လိုအချိန်တွေတော့ပါမို့ဒီလိုမျိုးပြောင်းလဲဖို့ဆိုတာဒီမှာခက်ခဲတယ်ပေါ့ဆိုတော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲဖြည်းဖြည်းချင်းလေးပဲသွားမယ်ဖြည်းဖြည်းလေးပဲလှုပ်အောင်မယ်ဆိုရင်တဏှာရောက်တာပေါ့တော့မရှောက်နေတာမလုံးနေတာတဲ့စားရင်ဒါမျိုးလေးနည်းနည်းကြီးစီကနေပြီးလှုပ်သွားတယ်ဆိုရင်အဲ့လိုမျိုးကိုတော့ကောင်းတယ်ဆိုတာဖြစ်လာမှာပဲလမ်းဆိုတာလည်းတွေ့လာမှာအဲ့တော့ကိုကဥပမာစာအုပ်နည်းနည်းဖတ်တယ်လေ့ကျင့်ခန်းနည်းနည်းလုပ်တယ်စသဖြင့်ပေါ့အဲ့လိုနည်းနည်းတစားနေမှပို့ပြီးတော့ကောင်းလာတာပေါ့ဆိုတော့အဲ့သဘောမျိုးပါပဲအချုပ်အဖြစ်သုံးသပ်မယ်ဆိုရင်ဒီခေတ်ချင်နေရပြက်စီးနေတယ်ရိုရွေးနေတယ်ပြီးတော့ရင်တိုးတက်ပြောင်းလဲမှုကလည်းမြန်ဆန်နေတယ်ဆိုတော့ဒါမျိုးချိန်တွေမှာကိုယ့်အနေနဲ့ကဘာလို့အဓိကဦးစားပေးသွားတင်လဲဆိုရင်တနန်းကြီးနဲ့ဖြည်းဖြည်းချင်းသွားတာပိုကောင်းတယ်ဆိုတော့မြန်ဆန်တိုးတက်ပြောင်းလဲနိုင်ဆိုတာလည်းကောင်းတဲ့ချက်ပါပဲဆိုမဲ့ဆက်ရခြင်းမှာတော့အဲ့လိုမျိုးမြန်ဆန်တိုးတက်ပြောင်းလဲဖို့ဆိုတာခက်ခဲတယ်ပေါ့ဆိုတော့အဲဒါကြောင့်ဆက်ပိုင်ဆက်ဖြည်းဖြည်းချင်းသွားတာပိုကောင်းပါတယ်လို့ပြောရင်းနဲ့ကျွန်တော်ဒီလမ်းပြောင်းနေတဲ့ဆိုရဲခေါင်းစဉ်အောင်မှာပြောရတဲ့ဟာလေးတွေကိုတေချာလေးမှတ်ထားပြီးတော့ပြန်လည်အသုံးချနိုင်မယ်လို့ယုံကြည်ပါတယ်အားလုံးလည်းတေချာလေးရုံထွက်နိုင်ပြီးတော့အားလုံးအပြောင်းလဲတွေအများကြီးဖြစ်ပြီးတော့အောင်မြင်လူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်နောက်ပြီးတော့ကျွန်တော်အနေနဲ့ဖိတ်ချင်တာပေါ့နောက်ဆိုအနေနဲ့ဖိတ်ချင်တာပါလဲဆိုရင်ကျွန်တော်တို့ဒီSunday sharing meeting လေးကိုကျွန်တော်တို့ Sunday တိုင်းပေါ့အမြဲတမ်းလုပ်ပေးတယ်ဆိုတော့အဲ့အလေးကိုကျွန်တော်တို့အစဝတ်မီ organization မှာလာပြီးတော့တက်ရောက်ဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ပါတယ်ဘယ်လိုဖြစ်ဖြစ်လူမျိုးဖြစ်ဖြစ်ကြိုက်တဲ့လူမှန်များအကုန်လုံးလာပြီးတော့တက်ရောက်လို့ရတယ်လာပြီးဆွေးနွေးလို့ရတယ်ကိုမှဘယ်လိုခက်ခဲတွေရှိလဲဘယ်လိုမျိုးတွေရှိလဲဘယ်လိုပြန်လာရှိရဲဘယ်လိုမြင်လဲဘယ်လိုမျိုးတွေတစ်ဖက်လူပြန်လဲ share လုပ်ချင်လဲအဲ့လိုမျိုးတွေပေါ့အဲ့အနေမှာပြန်ပြောရင်ဒါ communication skill ကိုမြင့်တင်ပေးဖို့တော့အခွင့်အလမ်းတစ်ခုလို့တော့ပြောလို့ရတယ်ပေါ့အဲ့လိုချင်းဆွေးနွေးကြတယ်ပြောကြတယ်အဲ့ဟာလေးကနေပြီးတော့ကိုမတိတာလေးရောတိရလေးတွေရော sharing လေးဖြစ်ပြီးတော့တယောက်ပို့ပြီးတော့ communication ကလည်းကောင်းလာတယ်ကိုအနေနဲ့အများကြီးအကျိုးရှိမယ်ပေါ့ဒါဟိုဒါအပတ်တိုင်းကိုကတတ်နိုင်မယ်ဆိုရင်တကယ်ကောင်းတဲ့ဆွေးနွေးဝိုင်းတစ်ခုကိုပါဝင်နေလို့ပဲပေါ့အဲ့လိုမျိုးတွေရှိတယ်ပေါ့ကိုဘဝမှာဒါမျိုးကောင်းတဲ့ခိုက်တန်လေးတွေကိုလည်းဖြတ်ကျော်ဘူးတယ်ပေါ့စသဖြင့်ပေါ့ကိုလူငယ်တွေလည်းအဓိကပြောချင်တာလူငယ်တွေလည်းတက်လို့ရတယ်အကုန်လုံးကျွန်တော်လူငယ်ဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်လူငယ်ဖြစ်ဖြစ်အကုန်လုံးဖိတ်ပါတယ်ဒီဟာကိုတက်ရောက်ဖို့အတွက်အားလုံးကိုတော့ကွက်လုပ်ပါတယ်ပေါ့
တော့နောက်တစ်ခုကပါလဲဆိုရင်ကျွန်တော်ဒီအဆက်ဝတ်မီပေါ့အဆက်ဝတ်မီဟို channel link လေးကိုကျွန်တော် description မှာချရပေးမယ်ပြီးတော့လို့ရှိရင်ဟို Facebook page တွေပါလေအဲ့ကနေပြီးတော့ share ပြီးတော့တစ်ဆင့်လဲလာပြီးတော့ join လို့ရတယ်ပြီးတော့တခြားသောဟိုကဏ္ဍမျိုးစုံလဲကျွန်တော်တို့က sharing လုပ်ပေးတယ်ပြီးတော့ရင်ဝန်ဆောင်မှုတွေပေးတယ်လမ်းတွေပြပေးတယ်ဟိုအတူတူဟိုတွဲခေါ်ပေးတယ်ပြီးတော့ရင်အလုပ်ကိုင်တွေလဲအဲ့လိုမျိုးရှာဖွေပေးတယ်ပေါ့ရှာဖွေပေးရဆိုတဲ့နေရာမှာလဲဟိုဒါကတော့လေးလာချင်းသိမှာပေါ့ဒါကကျွန်တော်အနေနဲ့ဒီ organization ကိုလာပြီးတော့လေးလာဖို့တော့အားလုံးဖိတ်ခေါ်ပါတယ်အဲ့အပတ်စဉ် weekly knowledge sharing meeting အပြင်မှာကျွန်တော်တို့ရဲ့ဒီအစဝတ်မီနဲ့ပတ်သက်ပြီးတော့ဟိုအသေးစိတ်လေးလာနိုင်ဖို့အတွက်ကိုလည်းကျွန်တော်တို့ဖိတ်ခေါ်ပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ထားပေးပါကျွန်တော်အနေနဲ့ဟိုအဓိကဒီလက်တွေ့ပေါ့အခုဖြစ်ပျက်နေတာနဲ့ဟာတွေကိုတွန်တွဲပြီးတော့လူတိုင်းတို့ကိုအကျိုးရှိစေဖို့တော့ကျွန်တော်အများကြီး sharing လုပ်ပေးပါဖို့ရှိပါတယ်ဖြည်းဖြည်းချင်းနဲ့ပိုကောင်းတဲ့ဟိုပုံစံမျိုးတွေပိုကောင်းတဲ့အစီအစဉ်နဲ့ကျွန်တော်အနေနဲ့ sharing လုပ်ပေးပါဖို့ရှိပါတယ်ဒါပြင်ကျွန်တော်တို့ဒီအစဝတ်ဘက်မှာလည်းဟိုကျွန်တော်ရဲ့ organization ဘက်မှာတာဝန်ထမ်းဆောင်ဖို့တော့ဟိုဝန်ထမ်းလေးတွေခေါ်ခြင်းပါတယ်ပေါ့ဒါကတော့ဒီဇွန်လကုန်မှာစပြီးတော့ခေါ်မှာပေါ့အဲ့ဟာလေးကိုလည်းစိတ်ဝင်စားလို့ရှိရင်လာပြီးတော့ join လို့ရပါတယ်ဒါတွေကအဓိကတော့ work from home ဖြစ်ဖို့များပါတယ်ဆိုတော့ဒီမှာကျွန်တော်အနေနဲ့ဟိုအများကြီးလူတွေအတွက်အကျိုးရှိအောင်ကျွန်တော်တို့ organization ကဆွမ်းဆောင်ပေးဖို့ရှိပါတယ်ဆိုတော့ဒီ video လေးကိုဆုံးအောင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဒါရတဲ့နေ့လေးဖြစ်ပါစေ